ပတ်စံတွေဘလောက်ပဲရှာလာကုန်ရင်လက်ထဲဘာမှမကြံဘူးဖြစ်နေလားဒါမှမဟုတ်ငွေကငွေကိုခေါ်ရဲဆိုတာကိုကြားဘူးပေမဲ့ကိုယ်စီမှာရှိတဲ့ငွေလေးကိုဘလို့ပွားအောင်လုပ်ရမှန်းမသိဖြစ်နေလားတကယ်တော့ချမ်းသာဖို့ဆိုတာလစာအများကြီးရဖို့ပဲလိုတာမဟုတ်ပါဘူးငွေကြေးစီမံခန့်ခွဲမှု financial literacy ကိုနားလည်ဖို့ပဲလိုတာပါဒီနေ့ဗီဒီယိုမှာတော့တင်ဘဝကိုပြောင်းလဲပေးမဲ့လူတိုင်းလက်တွေ့လုပ်လို့ရတဲ့ငွေရှာနည်းငွေစုနည်းနဲ့ငွေကိုစနစ်တကျရင်းနှီးမြှုပ်နှံနည်း၃ဆင့်ကိုအသေးစိတ်ပြောပြပေးသွားမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းလိုပါတယ်ပထမဆုံးအဆင့်ကတော့ငွေရှာနည်းပါအခြေခံအကျဆုံးကတော့ကျွန်တော်တို့အချိန်နဲ့ကျွမ်းကျင်မှုကိုရောင်းပြီးရှာတဲ့ active income ပေါ့ဝန်ထမ်းအလုပ်ဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းပေါ့ဒါပေမဲ့ဒီကနေ့ခေတ်မှာဝင်ငွေလမ်းကြောင်းတစ်ခုတည်းရှိတာဟာစွန့်စားမှုကြီးတစ်ခုပါပဲဒါကြောင့် side hustle အပေါ်ဝင်ငွေလမ်းကြောင်းတွေကိုရှာဖွေဖို့လိုပါတယ်တင့်မှာရှိတဲ့ဝါသနာဒါမှမဟုတ်ကျွမ်းကျင်မှုကိုအသုံးချပါဥပမာဒီဇိုင်းဆွဲတက်ရင် freelance လုပ်ပါစာရေးတက်ရင် content ဖန်တီးတက်ရင် social media ပေါ်မှာတင်ပါဒီ YouTube လိုမျိုး content တွေဖန်တီးပြီးဝင်ငွေရှာပါအဓိကကတော့မိမိကိုယ်ကိုအမြဲတမ်းလေ့လာနေပြီးဖြစ်နေအညီလိုအပ်တဲ့ high value skills တွေကိုဖြည့်ဆည်းနေဖို့ပါပဲအဆင့်နဲ့ငွေစုနည်း50 30 20စီးမြင်ဒုတိယအဆင့်ကတော့ငွေစုနည်းပါငွေရှာနိုင်ုံနဲ့မလုံလောက်ပါဘူးစနစ်တကျစုဆောင်းတက်ဖို့ကပိုရေးကြီးပါတယ်တကယ်တော့ငွေစုတယ်ဆိုတာမိမိကိုယ်ကိုအရင်ဆုံးပေးချေတာပါပဲကျွန်တော်တို့လူတိုင်းအလွယ်တကူသုံးလို့ရတဲ့50 30 20စီးမြင်ကိုပြောပြပါမယ်50ကမရှိမဖြစ်လိုအပ်ချက်များပါစားစရိတ်အိမ်လခမိခစတာတွေပေါ့30ကလိုအင်ဆန္ဒများပါဖြောပြရေးကော်ဖီတောက်တာအလှပစတာတွေပါဒါကိုရှော့ချလို့ရရင်ပိုစုနိုင်ပါတယ်20ကစုဆောင်းငွေနဲ့ကျွေးမြီဆက်ရန်ပါအရေးကြီးဆုံးအချက်ကတော့ emergency fund အရေးပေါ်ရန်ပုံငွေပါအလုပ်ပြုတ်တာကျန်းမာရေးကိစ္စလိုမျိုးအရေးပေါ်အခြေအနေတွေအတွက်အနည်းဆုံး3လစာမှ6လစာအထိတီးတန့်ဖယ်စုထားဖို့လိုပါတယ်လစာရရချင်းမှာစုမဲ့ငွေကိုအရင်ဖယ်ထားပြီးမှကျန်တာကိုသုံးစွဲတဲ့အလေးကျင့်လုပ်ပါအဆင့်3ငွေမြုပ်နှံနည်း compound interest နောက်ဆုံးအဆင့်ကတော့ငွေကိုအလုပ်လုပ်ခိုင်းခြင်းသို့မဟုတ်ရင်းနှီးမြှုပ်နှံခြင်းပါပဲငွေကိုဒီတိုင်းစုထားရုံနဲ့တော့ငွေကြေးဖောင်းပွားမှုကြောင့်တန်ဖိုးကျသွားနိုင်ပါတယ်။ရင်းနှီးမြှုပ်နှံမှုမှာအဓိကကျတဲ့အချက်၃ချက်ရှိပါတယ်။မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံပါအကောင်းဆုံးအမြတ်ဝေစုကတင့်ရဲ့အသိပညာဗဟုသုတကနေလာပါတယ်။စာအုပ်ဖတ်ပါသင်တန်းတက်ပါအချိန် compound interest စောစောစတင်လေးအချိန်ကြာလာတဲ့အခါအတိုးပေါ်အတိုးဆင့် compound interest ကြောင့်တင့်ငွေတွေကအစပေါင်းများစွာတိုးပွားလာလေးဖြစ်ပါတယ်။မျိုးစုံခွဲဝေခြင်း diversification ရွှေမြေယာဘဏ်အငွေစတဲ့မိမိနားလည်တဲ့နယ်ပယ်တွေမှာစနစ်တကျခွဲဝေရင်းနှီးမြှုပ်နှံပါမှတ်ချက်ရင်းနှီးမြှုပ်နှံမှုတိုင်းမှာစွန့်စားမှု risk ရှိတာကြောင့်တေချာနားလည်သဘောပေါက်အောင်အရင်လေ့လာဖို့တိုက်တွန်းလိုပါတယ်ဒါကတော့ငွေကြေးစီမံခန့်ခွဲမှုရဲ့အခြေခံ၃ဆင့်ပါပဲဒီအချက်တွေထဲကမှဘယ်အချက်ကိုပိုပြီးအသေးစိတ်သိလိုပါသလဲဥပမာ compound interest ဘယ်လိုတွက်ချက်ရမလဲဆိုတာမျိုးသိချင်နေဆိုရင် comment မှာရေးပေးခဲ့ပါဒီဗီဒီယိုကသင်အတွက်အကျိုးရှိရဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးအားလုံးပဲငွေကြေးလွတ်လပ်ခွင့်စီတို့အောင်မြင်စွာလှမ်းနိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်